အဲ့ဒီအရွက်ကိုစားရရင်ဘုံတကူထွားတယ်လို့လည်းကျွန်တော်မျိုးကြားဘူးပါတယ်အဲ့ဒီရွက်ကိုစားပြီးဘုံတကူထွားနေတဲ့လူတွေလည်းလက်ရှိနေတယ်လို့ကျွန်တော်မျိုးကြားဘူးပါတယ်ဒီရွက်ကိုစားပြီးဘုံတကူထွားရင်တိုက်ပြည်တဲ့လူမျိုးကလည်းပိုးပြီးအကျိုးရှိမှဖြစ်တဲ့အတွက်ဒါကြောင့်ကျွန်တော်မျိုးဒီဟောဒီဗရမ ्या ရောင်အရွက်ကလေးကိုလာပြီးဆက်သားခြင်းမှာရွှေဘုံနယ်ကမြန်မာတွေမကဘူးကဘာကျော်သွားတဲ့ပုံကိုကြီးတစ်ပါးပေါ်ခဲ့ဘူးတဲ့နော်အလောင်းမင်းတရားကြီးဘူးသူလေဗျာဥအောင်ဇေယအလောင်းမင်းတရားဥအောင်ဇေယပဲတဲ့မြန်မာနိုင်ငံကြီးကိုတီးထောင်ပြီးတော့အဲ့မှာရွှေဘုံမှာနန်းဆိုင်ပေါ့အဲ့လိုဖြစ်နေသူ့ရဲ့ဘုံတကိုးတွေကြီးထွားနေတဲ့အချိန်မှာသူကပြိဿမုတ်ဆိုးကြုံရွာသားမုတ်ဆိုးကြုံမှနေတဲ့သူ့တငယ်ချင်းကသူ့ပြိဿသတိရမ်းရအထူးသဖြင့်တော့ပြိဿတဘိုးရဲတပေါင်းပေါ့မကြီးပင်ကြီးနှုတ်ပြီးဆိုပိုးသတိရငယ်ငယ်တုန်းကဥအောင်စီကနေအဲ့ဒီမကြီးကခူးစားနေကြတယ်သူတို့ကလေအဲ့ဒါနဲ့တရက်တော့ပြိဿမနေနိုင်တော့မကြီးပင်ကလည်းနှုတ်တော့မကြီးရွက်ကိုခူးပြီးတော့ပြိဿတခါတည်းဖက်ရုပ်ကလေးနဲ့ငပြောဘက်ကလေးကိုတန့်စင်အောင်လုပ်အဲ့ဒီငပြောဘက်ကလေးတွေကိုကြာကြာနာနာထုတ်ပြီးတော့မှဥအောင်စင်ရရှိတဲ့နေရာကိုအဲ့ဒီမကြီးဝတ်ထုတ်ကလေးနဲ့လိုက်သွားလိုက်လဲသွားရောပဲဟိုရောက်တော့ဘယ်သူနဲ့တွေ့ကြလို့တော့ဒီလိုပဲဘယင်ဥအောင်စင်ရနဲ့တွေ့ကြလို့ပါသူနဲ့ငယ်ချင်းမှာဘယ်ရွာကပါဟာကြာကြာနာနာပြောပြရောခွန်းလို့ပေးလိုက်တာပဲလေလုံုံကြီးတွေကလည်းလွတ်ပေးလိုက်တာဘယင်ကြီးစီးဝေးတဲ့နေရာတော့သူရောက်သွားရောက်တော့ဟာဘယင်ကတကယ်တိုင်းရေးပြည်ရေးတို့အလောင်းမင်းတရားကြီးဆွေးနွေးနေတာပဲဆိုတာသိလိုက်တော့ပေးတယ်အဲ့ဒီမှာဘာလို့တော့မင်းတင့်တော်တဲ့နေရာတနေရာလေးမှာသူဝင်ပြီးတော့ထိုင်းနေတာပေးကနေထိုင်းစီဝဲကြီးလည်းပြီးသွားပြီတိုင်းရေးပြည်ဆွေးနွေးလို့လည်းပြီးရောပေးတယ်အခြားသောမတ်တွေပြန်သွားတဲ့အချိန်ကောင်းစီရကဟေးစောတော့ကလူတယောက်ဝင်လာတယ်ဘယ်သူတော့ကဲတော်ဦးဒီထက်မှဝင်စေတော်ဦးတင်စေဆိုပြီးတော့ခွင့်ပြုလိုက်တော့ဟိုလူကခေါင်းလေးငုံပြီးတော့ဝင်လာတယ်ပြောချင်တာကဟိုကရာသပရင်ဘောဟာတငယ်ချင်းနေကောင်းလားနေကောင်းတာပေါ့ကွာဒါမျိုးမလုပ်ဘူးဟုတ်လားလာတဲ့လူကလည်းနေတတ်ထိုင်တတ်ရှိတယ်ဘယင်ကလည်းရာဇအိမ်လေးရှိတယ်ဒါပြောချင်တာနော်ရှေ့လည်းရောက်ကြောမော်ဖူးသည်ဆိုတော့မော်ဖူးတာပေါ့ကဲဘာများလျှောက်တင်စရာရှိလဲလျှောက်တင်စရာရှိလျှောက်ဆိုတော့ဘင်ကြီးတဲ့ကျွန်တော်တို့ရွာမှာအခုလိုချိန်ဆိုအင်မတန်နှုတ်တဲ့တစ်ပင်တစ်ပင်ရှိပါတယ်နှုတ်လိုက်တာတဲ့ဗရမ ्या ယုံကြနေတာပဲလှလို့ပါလို့အဲ့ဒီအရွက်ကိုစားရရင်ဘုံတကူထွားတယ်လို့လည်းကျွန်တော်မျိုးကြားဘူးပါတယ်အဲ့ဒီရွက်ကိုစားပြီးဘုံတကူထွားနေတဲ့လူတွေလည်းလက်ရှိနေတယ်လို့ကျွန်တော်မျိုးကြားဘူးပါတယ်ဒီရွက်ကိုစားပြီးဘုံတကူထွားရင်တိုက်ပြည်တဲ့လူမျိုးကလည်းပိုးပြီးအကျိုးရှိမှဖြစ်တဲ့အတွက်ဒါကြောင့်ကျွန်တော်မျိုးဒီဟောဒီဗရမ ्या ရောင်အရွက်ကလေးကိုလာပြီးဆက်သားခြင်းမှာဘယင်ကလာကြတဲ့ကငယ်ကပြူပေါင်းခဲ့တဲ့ဘဲကောင်းဆိုတာသိပြီးသားလေကဲဟိုကလည်းမကြီးရွက်လို့မပြောဘူးဗရမ ्या ရောင်လေးပါစောင့်ပြောတော့တာလေဟာအဲ့ဒီမှာပြိသိအဲ့ဒီမကြီးရွက်အဲ့အထုပ်ကိုယူပြီးတော့စပူဆောင်မှာသွားပြီးတော့ချက်စီဘယင်က